နိုင်တဲ့သူကတမိုင်းရေးသွားမယ်ပေါ့ဟုတ်လားဒါပေါ့ကွာဒါပေါ့သမိုင်းတကြောပြန်လာပေါ့ရခိုင်နဲ့ဗမာပြန်တီးတာပေါ့ဒါပေမဲ့ကိုကတေကြတာကဗမာနဲ့ရခိုင်မဟုတ်ပါဘူးအကုန်လုံးစုနေတာမတရားတဲ့ဒီအာဏာရှင်ကိုချနေတာဒါပါပဲ PDF NUG မပါလဲ AA အနေနဲ့ကကိုယ့်ရဲ့စီးရေးမှန်းချက်ကိုအောင်မြင်လုပ်နိုင်တယ်လို့ယုံကြည်တယ်ပေါ့တေကြတာပေါ့ကွာငါတို့မှပြန်သာစုစည်းလိုက်လို့ကတော့ရှမ်းမြောက်ကအစပြန်စုစည်းလိုက်ရင်ငါတို့ကတနိုင်ငံလုံးကိုတောင်တင်လို့ရတယ်တစ်ဖက်ကလည်း AA ကိုဆွေးနွေးဖို့ဖိတ်ခေါ်ရတာရှိတယ်ရှိတဲ့အခါမှာ AA ကလည်းဆွေးနွေးရမဆွေးနွေးမယ်ဆိုတာတော့ရခိုင်ပြည်သူတွေနောက်တစ်ခုက AA အပိထောက်ခံသူတွေရဲ့ပုံမှာလည်းအများကြီးမူတည်မလို့မူတည်တယ်ထင်တယ်ပေါ့နော်အဲ့တော့ကိုခိုင်မင်းထင်သလားပေါ့ရခိုင်ပြည်သူတွေရော AA ရောအားလုံးကတက်မတော်ရဲ့ဒီထိုးစစ်တွေကိုရင်ဆိုင်ဖို့စီရေးရပဲသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချပြီးပြီလို့ထင်သလားကိုစရာခိုင်လုံးတေချပြီးပြီဒါပါပဲကျွန်တော်ကိုစရာအားလုံးကိုစားပြောတာလားဒါကိုခိုင်မင်းရဲ့ခံစားချက်ကိုပြောတာကျွန်တော်တို့လည်းရခိုင်တရားပဲဆိုတော့ကျွန်တော်တို့ဒါကျွန်တော်ခံစားချက်တက်မဟုတ်ဖ ೇನೆ ကျွန်တော်တို့ကဘလို့နေနဲ့မှဒီဟာနဲ့မဖြစ်နိုင်ဘူးဆိုတော့ဒီဟာကိုအပြတ်ရှင်းရမယ်မရှိကိုရှင်းခံရမှာပဲနှစ်လမ်းပဲရှိတယ်ကျွန်တော်နိုင်မယ်လို့မျှော်လင့်လားယုံကြည်လားယုံကြည်တာပေါ့ကျွန်တော်ကတနိုင်ငံလုံးကိုအုပ်ချုပ်မှာကျွန်တော်တို့ AA ကတနိုင်ငံလုံးကိုအုပ်ချုပ်မှာအဲ့ဒါအသေးကြပဲအဲ့ဒါပဲချုပ်မနော်ဟုတ်ပြီအဲ့တော့ဒီဆုံးဖြတ်ချက်ချပြီးပြီဟေ့ဆိုလို့ရှိရင်စစ်ဆိုသည့်တယောက်တော့သူပြစ်ကိုပြစ်ကြမှာဖြစ်တယ်သူချကိုချကြမှာဖြစ်တယ်အဲ့တော့ဖြစ်လာသမျှအရာတွေအားလုံးကိုတာဝန်မျှယူဖို့အစင်းသိရှိလားသေချာတာပေါ့တာဝန်ယူရမှာပေါ့ဘာကြောင့်လို့ဆိုရင်ဒီစစ်ပွဲကိုဒီဟာတွေသူတို့ခါမှာပစ္စတိုထိုးပြီးမှသူတို့စိတ်ကြဟက်ကောင်ထိုင်ထားဆိုပြီးလုံးတဲ့ငင်းချဲရေးကိုကျွန်တော်တို့မယူလက်မခံဆိုကြတဲ့ကဒါပွဲကအဖြစ်ကပေါ်ပြီးလေပေါ်ပြီးကဲလောက်กว่าချกว่าသူနိုင်ငံဘောဘယ်ကောင်ကနိုင်တဲ့ကောင်ကပေါ်ပဲတာအဲ့ဒါအရှိတရားပဲညီလေးအဲ့ဒါပဲနိုင်တဲ့သူကတမိုင်းရေးသွားမယ်ပေါ့ဟုတ်လားဒါပေါ့ကွာဒါပေါ့သမိုင်းတကြောပြန်လာပေါ့ရခိုင်နဲ့ဗမာပြန်တီးတာပေါ့ဒါပေမဲ့ကိုကတေကြတာကဗမာနဲ့ရခိုင်မဟုတ်ပါဘူးအကုန်လုံးစုနေတာမတရားတဲ့ဒီအာဏာရှင်ကိုချနေတာဒါပါပဲအဲ့တော့ဒီနေရာမှာရခိုင်ကအုပ်ချုပ်မယ်ဆိုတဲ့ခါကျတော့ရခိုင်ကဥဆောင်ပြီးတော့ထားပါတော့တိုက်လို့နိုင်သွားမယ်ဟိဆိုတဲ့တမျိုးပေါ့လေနော်ရခိုင် AA အနေနဲ့က PDF NUG တော်၎င်းပေါ့တခြားလက်နက်ကင်တွေမပါဘဲနဲ့ရောရခိုင်ပြည်နယ်ကိုအရပြန်ယူနိုင်မယ်လို့ယုံကြည်လားအဲ့ဒီမှာညီလေးခုမဲကောကတော်ထူးဆန်းတယ်ကိုရရခိုင်ပြည်နယ်မှာတိုက်ပြီးတင်ထားတဲ့နေမြေတွေဟာ PDF တင်နဲ့တိုက်ပြီးတင်ထားတာမပါဘူးဒါအရှိတရားဖြစ်တယ်တော်တော်မဟာမိတ်အနေနဲ့ကိုရီးယားထောက်ပံ့နေတင်နှံ့ပေးမယ်ပံ့ပိုးပေးမယ် support လုပ်ပေးမယ်ဒါပဲရှိလိမ့်မယ်တော်တော်ဒါဆိုမဲမယ်အဲ့ဒီ SRF တော့ကဒီအန်ကခုမှပြန်လာတဲ့လူငယ်တွေတိုက်ပွဲတစ်ခုဆိုတာ AA ရဲ့ဘလောက်သေးပြီး KIA စီမှာဘလောက်သေးခဲ့ပြီတော့ဘသူတိတော့ရခိုင်နဲ့ဘလောက်သေးပြီးပြီတော့တင်နှံ့ကလေး30အားဖို့အတွက်ဒါစစ်တဖို့ပဲသူကသွားတာအဲ့ဒါငါတို့က PDF ကိုဒီနေရာမှာအသုံးချရတယ်ဆိုတာကျွန်တော်သိရသလောက်မရှိဘူးအဲ့ဒါအသေးကြပဲညီလေးဆိုတော့အဲ့ဒီမင်းတော့အေးဒါသူတို့မပါလဲ PDF NUG မပါလဲ AA အနေနဲ့ကကိုယ့်ရဲ့စီးရေးမှန်းချက်ကိုအောင်မြင်လုပ်နိုင်တယ်လို့ယုံကြည်တယ်ပေါ့သေးကြတာပေါ့ကွာငါတို့မှပြန်သာစုစည်းလိုက်လို့ကတော့ရှမ်းမြောက်ကအစပြန်စုစည်းလိုက်ရင်ငါတို့ကတနိုင်ငံလုံးကိုတောင်တင်လို့ရတယ်တော်ဘာကြောင့်မို့လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒါကိုအချိန်ဆွဲနေလေအဲ့ဒါအားမရတဲ့လူတွေလည်းအများကြီးရှိကုန်ရှိမှာရှိတယ်အဲ့လိုလေရခိုင်တယောက်အနေနဲ့ပေါ့တကောင်းပေါ့နော်အခုပြောနေတာကရခိုင်တိုင်းရင်းသားတွေအားလုံးရဲ့ကိုစားပြောနေတာပေါ့နော်ပြောတော့ရခိုင်ပြည်နယ်မှာအခုတိုက်ပွဲဖြစ်မယ်ဆိုလို့ရှိရင်ထိခိုက်နာကျင်မှုတွေအားလုံးကတော့ကြည်မယ်ထိမယ်တေကြမယ်ကြည်ကြမယ်ဆိုတော့သိပါနော်ဒါတွေအားလုံးတော့လည်းတာဝန်မျှယူမယ်ပေါ့ဆိုလိုချင်တာကငါတို့လည်းတာဝန်ရှိတယ်ပေါ့စစ်တပ်ထုလည်းမတာဝန်ရှိတော့မဟုတ်ဘူးခင်ဗျားတို့ကစစ်တပ်ကိုပုံနဲ့ပြောဒါနှစ်ဖက်တော့ဘယ်သူမှပါလို့ကျွန်တော်ပြောတာမဟုတ်နော်စစ်တပ်ကိုစိန်ခေါ်ပြီးသွားပြီစိန်ခေါ်ပြီးသွားဆိုတော့သူချက်ကိုချကြမယ်ချကြတဲ့အခါမှာတော့အေးပြစ်တဲ့လက်နဲ့အေးလည်းခုဆိုလက်နဲ့ကြီးပိုင်တာအများကြီးပါပဲဟုတ်ပါတယ်မောင်ရွှေလေးစခန်းရထားတဲ့လက်နဲ့တွေရှိတယ်နော်ဟိုနော်ဘူးတို့ဘက်ကရထားတဲ့လက်နဲ့တွေရှိတယ်နခခကနေရထားနခခစခန်းတွေဆိုတော့နိုင်ငံတော်အဆင့်စခန်းတွေပါအဲ့ဒီကရတဲ့လက်နဲ့တွေလည်းနဲတာမဟုတ်ပါဘူးနောက်တစ်ခါအေးရဲ့အခုဘတ်ဂျက်ငွေကြေးရပ်တည်နိုင်မှုကလည်းကြောက်ခမန်းလေးပဲအင်အားကလည်းကြောက်ခမန်းလေးဖြစ်တယ်လို့ဒီပေါ့မြို့ပေါင်း18မြို့မှာ14မြို့ကိုကောင်းကောင်းထိန်းထားနိုင်ပြီးအုပ်ချုပ်ရေးရန်ရာနဲ့အတူစီရေးရီမန်းချက်တွေအထီကိုနော်ပြည်သူလည်းစစ်တပ်လည်းပြည်သူဆိုတဲ့ပုံစံမျိုးတွေအထီကိုတသားလေးဖြစ်အောင်ရိုက်ထားနိုင်ပြီလို့လည်းကျွန်တော်သုံးသပ်တယ်အဲ့တော့တော်ကြီးကိုAAဘက်ကမာကျောပြီးတော့တောင်းတင်းနေအောင်တော့တွေ့ရတယ်လောင်စာစီစူစီမှုကနေစရိတ်ခါစူစီမှုထိဟာပြစ်လက်ပါတယ်နော်အဲ့တော့တစ်ဖက်ကတက်မတော်ဘက်ကလည်းအခုဆိုလို့ရှိရင်မြို့3မြို့ကသူ့လက်ထက်မှာဖြစ်တယ်မန်အောင်ကျွန်းရှိတယ်ဗျာလေသက်အစင်းမှုအတွက်နော်စစ်တွေကြောက်ဖြူကောင်းကောင်းသူတို့ဘာဖြစ်ဖြစ်ကာကွယ်ထားနိုင်ပြီးတော့တစ်ဖက်ကနောက်ထပ်ဒီစစ်မှုထမ်းအင်အားနဲ့အတူစစ်အင်အားတွေကလည်းအပြည့်ရှိနေပြီအပြည့်ရှိတဲ့အတိုင်းတာမျိုးမှာ
ဒီအခုဒီတစ်ခေါက်ချရမယ်ဆုံးဖြတ်ချက်ကအရန်ကိုကြီးလုံးတဲ့ခါကြတော့AA ပြည်သူ AA ကနေ AA အနေနဲ့ပေါ့ရခိုင်ပြည်မှာရှိတဲ့ပြည်သူတွေအားလုံးကောနည်းနည်းလေးစိုးရိမ်စိတ်ရှိသလားမရှိဘူးညီလေးမရှိဘူးမရှိဘူးဘာလို့လဲဆိုတော့ညီလေးခုနပြောသွားတဲ့အထက်မှာမအောင်ရဲကြောက်ပြည့်စစ်တွေဒါကဥမာဘာဗျူဟာရကိုရီကဒီလုံးလုံးစေကိုရီလုံးပြလို့မရတဲ့အနေထားမှာစောင့်ကြည့်နေဟုတ်ပြီငါတို့ကဒီအဆုံးဖြတ်ပွဲမှာဗိုလ်ချုပ်ထုံးမြတ်နဲ့ပြောပြီးပြီဒီဒီနေ့အတွင်းအချိန်တော်လေးပဲရှိတယ်ငါတို့ကကြိုက်တဲ့ချိန်ယူလို့ရတယ်ဆိုတော့ဒီဟာကိုတောင်မှသူတို့ကဘောင်ကျော်ပြီးတော့လူမျိုးတုံးဆိုရင်မင်းအဲ့ဒီကောင်တွေရဲ့နေပြည်တော်စောင့်ကြည့်ဖို့ကွာမန်လေးပို့လေကြည့်ကြတဲ့တာပေါ့ငါတို့ကဆင်သက်မယ်အဲ့ဒီခါမှပဲဟိုဘာညာတော့အဲ့ဒါပွေးအလုံးဆိုတာလောက်ရတာပဲဒါစကားပြောလို့မရဘူးတော့အေးကနေပြီးတော့ okay မန္တလေးတို့နေပြည်တော်တို့ဘုံကျဲလာမယ်တိုက်လာမယ်ဆိုဒါစစ်ပဲလေကျွန်တော်တို့ဘယ်ခေါ်မလဲအားလုံးကတာဝန်မျှယူရမှာပဲအဲ့တော့ဒီစစ်ကိုရခိုင်နေအားလုံးကထောက်ခံနေဟေ့ဆိုလို့ရှိရင်တော့ဒီဆုံးဖြတ်ချက်တော့ပေါ့နော်ဒီမှာရခိုင်နေအားလုံးမေးချင်ပါတယ်ကျွန်တော်ဒီမှာရခိုင်နေအများကြီးလာကြည့်နေကျွန်တော်သိတယ်နော်နိုင်ရမယ်ရခိုင်ညဟုတ်ပါပဲလားငါတို့ကခံထားရတာညီလေးမင်းတို့ငါတို့ဖက်မှာမရောက်သေးလို့အဲ့ဒီခါမင်းတောင်မှ PDF တက်တောင်ဆိုးသွားလိမ့်မယ်ဘဝတွေငါတို့မှဘာမှမရှိဘူးငါတို့ကဘာညာနိုင်ငံဘာသာဘာညာလုံးမနေနဲ့တော့ဒီအချိန်မှာငါတို့ခံရတာဒါအများပြီဘာမှမရှိတော့ငါတို့တီးတဲ့ချိန်မှာဒါပြည်သူတွေပါဆိုပြီးမလုံနဲ့နော်အဲ့ဒါကလည်းမင်းတို့တာဝန်ယူရမှာငါတို့လည်းနာနေတာဒါအများနေပြီအဲ့ဒီခါမှငါတို့ဖက်မှာမဆိုင်တဲ့အရက်သားတွေကိုကြေးသလိုငါတို့ကြေးတဲ့ချိန်မှာမှအဲ့လိုတော့မဖြစ်စင်နဲ့ပေါ့ကွာညီလေးဒီလောက်ပါပဲဒီလောက်ပါပဲโอเคပါပဲ